Hello everyone ဒီနေ့တော့ကျန်းစာလေးဖတ်ပြမယ်နော်90ခုမြောက်တော့စာလဲပိုင်းငယ်1ကနေ16တိဖတ်ပြပါရှင်ထာဝရဘုရား၌ခိုလုံသူအမြင့်ဆုံးသောဘုရားဤကွယ်ကာယာဌာနတော်၌လေတော်သူသည်အနန္တတကုရှိအရေးကိုခိုလုံရလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာငါဤရဲ့တိုက်ငါကိုးစားတော်ဘုရားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏အကယ်စင်စစ်မုတ်ဆို၏ကြောက်ကွယ်နှင့်၎င်းတည်တတ်သောအနာနှင့်၎င်းတင်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်သည်လုံခြုံစွာနေရလိမ့်မည်သစ္စာတော်သည်တင်ဤတိုင်းလွားဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ဖြစ်သောများကို၎င်းမောင်မိုက်ထဲမှလေတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စီတတ်သောဥပံကို၎င်းတင်ဒီမကြောက်ရတင်ဤအနာမလူတထောင်တင်ဤလက်ရဖမ်းမှလူတထောင်လဲတော်လဲတင်ကိုမထိခိုက်ရတင်ဤကိုမျက်စိနှင့်ကြည်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံရတာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုတင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကြတော်ကြောင့်တင်၌မကောင်းသောအနိကုယုမကံမရောက်တဲ့နေရာတို့ဘေးဥပံမချင်းရတွားလေရာ၌တင်ကိုစောင့်ရှောက်စေခြင်းငါကောင်းကင်တမန်တို့အားတင်အဖို့မှာထားတော်မူသည်ဖြစ်၍တင်ဤခြေကိုကြောင်းနှင့်မထိခိုက်စေခြင်းငါ